ကဖန်နေထားတဲ့မင်းဘဝကိုကွယ်ဂုံယူနေသလားဟဲ့တခြားတစ်ဖက်မှာကွယ်လောင်ပြောင်သူတွေများမယ်စင်ဘောရောက်တိုင်းကွယ်စစ်မှန်ခြင်းဆိုတာရဲ့ခွဲခြားမြင်သိခြင်းနဲ့ပန်းကလေးရဲ့နောက်တစ်ချိန်မှာကွယ်ကိုတကယ်ရင်လေးမိပါတယ်ဘဝင်လေးမမြင်နဲ့ကွယ်ငါရင်လေးတဲ့စက်ကူပန်းကလေးရဲ့အတူရောက်ချေမုံထားတဲ့မင်းအလားကိုကွယ်တော်ဝင်သစင်ပန်းလို့နမထိုင်ပါဘူးဟဲ့လူရင်ယူသုံးကြတဲ့လူတကာခဏသုံးဘဝပါကွယ်စက်ကူကစက်ကူပဲမို့အစင်းရှိတယ်လို့ရင်ငါမကြွယ်လေးတဲ့ဘဝင်လေးမမြင်နဲ့ကွယ်ငါရင်လေးတဲ့စက်ကူပန်းကလေးရဲ့အတူရောက်ချေမုန်းထားတဲ့မင်းအလားကိုကွယ်တော်ဝင်စင်ပန်းလို့နမထိုင်ပါဘူးဟဲ့လူရင်ယူသုံးကြတဲ့လူတကာခဏသုံးဘဝပါကွယ်စက်ကူကစက်ကူပဲမို့အစင်းရှိတယ်လို့ရင်ငါမကြွယ်လေးတဲ့ဘဝင်လေးမမြင်နဲ့ကွယ်ငါရင်လေးတဲ့စက်ကူပန်းကလေးရဲ့